ချစ်သူရဲ့ဇလံကျောင်းနောက်ကန်အချစ်ဟာတာဝတ္ထုတူအခန်း1ဘာရဲဗျမင်းမယုံရင်ဒီအပြင်မှာတက္ကသိုလ်ရဲ့ပြန်သွားမယ်သူ့အခန်းစီမင်းသွားငါခက်လန်းလန်းကစောင့်နေမယ်သူ့ကိုငါခေါ်နေတယ်လို့ပြောလိုက်သူချက်ချင်းလိုက်လာလိမ့်မယ်သူနဲ့ငါကြိုက်နေတာပဲကြာလာပြီလူတီနေတာကွာသူကငါဆိုတိတ်ချစ်တာနားဝကိုဖျောင်းဆက်ချမှနားပူလာတာမဟုတ်ပါဘူးအခုလိုနားထဲကိုဝင်လာတဲ့စကလုံးတွေကလည်းကို့အဖို့တမျိုးတမီနားပူစေးပါတယ်လူတီနဲဆိုကွာငါဒီเจ้าမှာတက်နေရတာလည်းမဟုတ်လိုက်လည်းမလာတတ်လို့သူနဲ့ငါတွဲတာလဲမင်းတို့ဘယ်မြင်ပါမလဲเจ้าပြင်မှာလည်းလူမမြင်အောင်ပဲခိုးတွေ့ကြတာ哦ဟဲ့အောင်သူပြောနေတာတွေကမှန်လားအနာရှိတငယ်ချင်းကိုအကဲဆန်းမေးကြည့်လိုက်အေးသူနဲ့ငါအပြင်မှာတိနေတာကြာပြီမင်းနဲ့ကတော့ကျောင်းရောက်မှခင်ကြတာပေါ့ကွာဒီကျောင်းကိုလည်းတိတယ်မင်းကြည်ခွဲမှာဆိုလို့မပြောသေးတာအခုလည်း तू ကမင်းနဲ့စုံကျင်တယ်ဆိုလို့ငါဂျာတမင်ချိန်ပြီးတာပြီလေပေါ့ကွာငါနှစ်ဖက်မိတ်ကိုယနေ့ဝိုင်းကိုစပွန်ဆာခံလိုက်တိုက်သည့်ဆိုင်ကယ်အယောင်းဝယ်လုပ်သည်ဆိုတော့ဘီကျဲကတော့ပြုံးစိတ်စိတ်သာနေသည်ထမှန်၍ဒါပေမဲ့မင်းကသူ့ကိုလိုက်နေမှန်းတော့ငါသိပါတယ်သူ့ကိုမင်းပေးခဲ့တဲ့ရီးစားစာပေါင်း8400အဲလေရီးစားစာမှန်သမျှကိုလည်းသူကငါ့ကိုပြန်ပြတာ哦မင်းသာဒီကြားနဲ့သူ့ကိုရရင်ငါပေးလိုက်ချင်ပါရဲ့ကွာစာရေးသားကတော့မိုက်ပါအိုကွာမရတော့လဲခိစ္စမရှိပါဘူးဒီအရေးသားမျိုးနဲ့ဆိုရင်တပွေပွေနဲ့တော့မင်းညှိမှာပါကွာကိုင်းစော်မရှိတဲ့ဘဲအရက်မရှိတဲ့ပလင်းမတင့်တယ်သလိုမို့အခြားတယောက်ပြောင်းလိုက်ပေါ့ဟုတ်လားကဲကြည့်ကိုချစ်တော်သူဤချစ်သူဆိုသူကကိုကိုချွေနေသောဩဝါဒများပေါ့လေချောင်းကူကြီးဝီစကီလေးကလည်းပါနေတာဆိုတော့အာကတွတ်နဲ့တော့ကင်ပြစ်ပြီလေကို့မှာသာပိတ်လိုက်တော့ရေပုံပိုင်းထိတ်ဝါလို့နှကမ်းပြားမှာအတန်များတိတ်ဆိတ်လို့အခုကိစ္စနဲ့ပတ်သက်ပြီးလဲငါစိတ်မဆိုးပါဘူးမရနိုင်ပဲဆက်လိုက်နေရင်မင်းမောနေမှာစိုးလို့ယောက်ျားချင်းစာနာစိတ်နဲ့အတိပေးတာပြောသမျှခံနေရတာများအစည်းအဝေးပွဲမှာမိကုံးပြောသူရှိထိုင်ကုန်မှာနေရာရနေသူလိုပဲစာရီဖရင်တော့ငါထက်မင်းကပူချစ်တဲ့သေးပါလားဆိုပြီးငါကမင်းကိုခုလိုထိတ်တိုက်မစုံရခင်ကတည်းကချိတ်ခိုက်တောင်နေသေးတယ်ကွာတခါတလေမင်းစာကအင်္ဂလိပ်လိုရေးထားတာတော့ပါသည်စာပေးပုံလေးတွေကလည်းဆန်းဆန်းလေးမသိရင်ကိုကပဲသူ့အတွက်ပေးတယ်လို့မင်းစာတွေကိုငါတော့ကြွေတယ်ငါစောကမချေတာပဲစိုးတာမတောင်းပါနဲ့ဗျာတန်ကြီးကနေပြုတ်ကျလာတဲ့ကချင်လွတ်အိတ်ချိုးလေးလိုပဲစိတ်ဆိုတာလေခွေးခွေးလေးကိုဟိုးကျမ်းမြေအောက်မှာပုံလျက်သားကျလို့အစပိုင်းကမိတ်ဆက်ရင်အလာပါတလာပါမြတ်တာပြောကြသည်ဘာရမဟုတ်ကိုယ်တငယ်ချင်းနဲ့ပဲမတွေ့တာကြာလို့ဝိုင်းကောင်းကောင်းလေးစီစဉ်ပေးသလိုလိုကိုကအဖော်ဖြစ်ပါလာရတယ်လို့နောက်ရီးထွေးလာမှကိုကိုနှုတ်ဤဆောင်မခြင်းနဲ့အဖွင့်ပြောလာတော့သူ့မျက်နှာမှာကဟန်ဆောင်မှုမဲ့နေမှန်းလဲသိတာဤကတော့အရက်မှုကျွဲခိုးပေါ်ပဲကြားဖို့ပါတယ်ဗျာခုမှချစ်သူပေါ်ရတယ်ဘဝနဲ့အနုလက်ကစေးပေါ်လိမ့်မီးတူလောက်တောင်ထရဲပြစီရမဝင်နိုင်မိထပွင့်လို့လည်းမရမခန်းနှားလာတဲ့အခြေပါလားနေလည်းကင်းနေသည်ဆိုင်အတွင်းအထိတည်းမကကိုရင်နဲ့အထိပါအပူရှိန်တက်ရောက်နေလေသည်ယခုမနက်တွင်ကချစ်တော်သူနှင့်လည်းမဆုံဖြစ်သေးသူเจ้าအလာကိုစောင့်နေဝင်လေပင်မရဒီလိုဝိုင်းနှင့်တွေ့ရအောင်တငယ်ချင်းဖြစ်သူကလိုက်ခဲဖို့မရမကခေါ်ဆောင်နေခဲ့သည်ထို့ကြောင့်ထင်မထားပါပဲလိုက်ခဲရဈေးကားမူကိုမှသူ့အချစ်အတွက်တေကားမှလျှော့မြူသောဇွဲနှင့်လက်ဖျူးဟုရေးထားသောစာတစ်စောင်ကိုတော့
တကြားလုံးအသွင်ဖန်တီးပြီးတဆင့်ပေးဖို့တငယ်ချင်းမလေးတယောက်ကိုကြားကန်အကူအညီတောင်းမိခဲ့သေးသည်ယခုတော့သူ့မှာကတကယ်ရည်သားရှိနေပြီတဲ့သူကပိုင်ရှင်မဲ့လိုင်စင်မဲ့မဟုတ်တာလဲတေချာတလောက်ပင်ဖြစ်နေပါဘောလားကိုချစ်မိနေသူဤဇလန်းကိုအတိုင်းသာကြားရသည်မယုံကြည်ခြင်းဘူးအချစ်ရဲ့ကွနောက်ကိုအတွေးသည်2003ခုနှစ်အတွင်းတွင်ရှိသောမနေ့တုန်းစီကဖြစ်ရစီသို့အပြေးရောက်မိသွား၏အခန်းနှစ်သူမ၏မိကြအခန်းရှိတယောက်တည်းမတ်တက်ရက်နေသည့်သူမကိုလှမ်းတွေ့ရသည်အနီးသို့အရောက်မျောနေတာစကားလေးတစ်ခွန်းရဲ့နစီကိုရိုက်ခန့်လာမှုကလူကိုသူတိတာနတ်ပြည်ရဲ့တိတ်နေရန်အထိနူးနူးညံ့ညံ့မြောက်တက်ထိတွေ့သွားသလိုပဲဝေးလာသောနနခင်းလေပြိုအေးသည်ဘဝဆက်ဆက်မှတိုင်ယနေ့သာလျှင်အေးမြဆုံးဟုထင်မိလိုက်သည်ကန်တင်းသွားမလို့တငယ်ချင်းတွေမရောက်သေးတာနဲ့မျောနေတာကျွတ်ကိုမျောတာမဟုတ်ဘူးပဲမင်းနဲ့ပတ်သက်ရင်ဘာလို့လိုရပဲဆွဲတွေးနေမိသလဲကွယ်အဲ့ဒါအဖော်လိုက်ခဲ့ပါလားဘိုက်ကစားနေပြီတယောက်တည်းမသွားကျင်လို့ဟိုးကိုဖြစ်ချင်တယ်လို့ပါလားဒါဖြင့်မစိုးသေးရင်ခုန်တန်ကတရုတ်ဘင်ခရာတီးဝိုင်းလိုစူညံပြီးနဂါးအကများပင်ခုံပေါက်ကကျင်သွားမိသည်တူနကိုကန်တင်းဆိုင်မှာကော်ဖီရေအတူတူမှုတ်တော့ရပေါ့လေကိုမကြာခဏချစ်ခွင့်ပန်းစားပေးတာကိုယူသာယူသည်တုံ့လည်းမှုမရှိတွေ့လျင်ရှောင်မပြေးတတ်တော်လဲပြောခွင့်မကြုံအောင်တငယ်ချင်းတွေနှင့်သာကတ်နေသောသူသည်ယနေ့မတော့ကန်တင်းအတူသွားကြမည်ဆိုတော့မပြော်ရွတ်ခံနိုင်မလားမီးစိမ်းပြလာသည့်သဘောလားဟုရှေတိုးဖို့ကိုနောက်ဆုတ်ဖို့မကြိုးစားပဲတွေးမိသည်သူမနှင့်ကိုသည်မေးကြမတူတော့လဲအခန်းချင်းကကက်ရက်သားထို့ကြောင့်ကိုသည်ကိုအတန်းအားချိန်ဖြင့်သူမအတန်းတက်နေရချိန်မျိုးဆိုလင်တော့ဝေးလန်မသွားသူမအခန်းမှန်ပရင်းဝအနီးရှိကော်ရီတာလက်တန်းလေးမှာထိုင်ပြီးကိုအလွန်ရနေသည့်သူမ၏အလှတရားကိုပင်နှလုံးသားနှင့်ကြည့်ကာကိုအမြင်တွင်အေးဆက်မှုရှိမနေအောင်တအုံနွေနွေပြန်နှွေးနေမိတတ်သည်ဒါကိုသူမတခန်းလုံးပင်ရှိမိသည်ကောင်မလေးတယောက်ဆိုလျင်မျက်မှန်းတမ်းပြီးရာကတဆင့်ခင်မင်မှုပါရှိသွားပြီးသူနှင့်ပတ်သက်လျင်လူလူလားလားကူညီပေးတတ်သည်ဥပမာရေးစားစာပေးတတ်တာမျိုးပေါ့ကိုရေးစားစာသည်တခါတရံတစ်ဖွဲ့တစ်နွက်စာစီထားသလောက်တခါတလေကြရင်တော့ဂျားကန်လူပင်ဖတ်ရှုမရအောင်အထူးစီမံပြုလုပ်ထားသည့်စတန့်ဆန်ဆန်ပုံစံနှင့်စမ်းပြသည်မည်သို့စတန့်မျိုးဖြစ်ပါသလဲစတန့်ဆိုတာစလိုက်ခရဲကရက်တန့်သွားရမယ့်ပုံစံမျိုးပြုမှုထားတာတော့မဟုတ်ဘူးပေါ့စိတ်ကူးလို့ပြောရင်ပိုမှန်မယ်တူပါရဲ့ချစ်ချင်းတရားကစိတ်ကူးတွေကိုလည်းစမ်းသစ်စေနိုင်တဲ့လားသူဤတကိုးကြောင့်ပင်လူကသာမွဲကျင်မွဲနေမည်ချစ်သူကိုတော့စိတ်ချမ်းသာစေခြင်းလို့လှိမ့်ကြိုးစားတတ်တယ်လို့မျိုးလဲရှိသေးရဲ့မဟုတ်လားလူကဘွန်ဆိုင်လိုသေးသေးလေးဖြစ်ပါစေအချစ်ကတော့စူနပန်းသမားရဲ့ဗလလိုကြီးထွားတတ်မာတာမျိုးကိုဘဝကကြည်ရင်ဗလစားရှိတယ်ပေါ့လူဘွန်ဆိုင်အချစ်စူနပန်းလို့ဆိုရမယ်ရေးထဲကြရင်တော့အလေးချိန်ကလူပလုံချစ်ဘွမ်းဆိုတဲ့ပုံလေးကိုရည်သားကစိတ်ကူးကတော့ရှေ့မှာဆိုခဲ့မိသလိုစာကိုတကြားလုံးလေးအသွင်ဖန်တီးလေးရှိတတ်တာပါပဲစာသားကအင်္ဂလိပ်လိုအများဆုံးဆိုမှ2ကြောင်းလောက်ပဲပါတယ်စာရွက်သေးသေးလေးမှာရေးထားတာစာရွက်သေးမှာလူရင်းကိုဝင်ဆက်အောင်ရေးဖို့ဆိုတာအင်္ဂလိပ်စလုံးတွေကမှပိုရှင်းပိုလွယ်ကူစေတာလေဥပမာမင်းကိုချစ်တယ်ဆိုပြီးမြန်မာလိုရေးရင်စာသားကရှည်တယ်အင်္ဂလိပ်လိုမှာတော့ love you ဆိုရပြီအတူချုပ်တယ်အဲ့လိုစာရွက်လေးကိုခောက်ပြီးကိုကမီးဘူးနဲ့သေးသက်ပြပြအောင်တိုက်တယ်ဘ
လောက်ထိလဲဆိုရင်တရားလုံးအိတ်ကလေးတဲကိုထဲ့ဖို့ဝင်ဆက်နိုင်တဲ့ပမာဏအထိပဲကိုကဥဆုံးအနေနဲ့ left တို့ kiss တို့တစိမ့်နဲ့တရားလုံးလေးတွေကိုဝယ်ထားတယ်ဝယ်ပြီးသူ့ပါကင်ပိတ်ထားတဲ့လိုင်းအတိုင်းဂယုတစိုက်ခွာတယ်ပြီးတော့မှတရားလုံးကိုဖယ်ထုတ်ရေးထားတဲ့စာလေးကိုလိုင်းအပွင့်လေးတဲကနေအိတ်လေးတဲကိုထက်နောက်လိုင်းအတိုင်းပဲမီးဘူးလေးတစ်ချက်ဖိတိုက်အဲ့ဒီမှာတရားလုံးအိတ်ကလေးနဲ့ထည့်ဖို့ထားတဲ့ရီးစားစာအတူလေးရပါပြီဒီတော့ပေးတဲ့အခါတစ်ဖက်လူကတရားလုံးလို့ထင်တယ်လူကြားနဲ့ပြီးရင်တော့မြင်တဲ့သူကမရိပ်မိဘူးတရားလုံးပဲကျွေးသလိုလိုနဲ့ပေါ့ကြားကန်လူကနေတဆင့်ပေးခိုင်းရင်လည်းဟန်မပြက်ရောက်သွားဖို့ပိုပြီးစိတ်ချရတယ်ဖွင့်ဖောက်ကြည့်ရင်ပုံပြတ်သွားမယ်အနေအထားမျိုးဖြစ်နေလို့လေကြီးစားကဆိုတာကလည်းကာယကံရှင်တွေအတွက်ပဲခံစားမှုကတတ်ဝင်တာဂျားကတယောက်ယောက်ဝင်ဖက်ရင်ဟာသစံနေတတ်တာဗျရီရွှင်စရာဟားစရာတယောချင်းစရာမျိုးလေဒီနည်းကိုလည်းသုံးတယ်သူနဲ့မတွေ့တဲ့အခါရှိရင်ကိုစာပေးနေတဲ့ကောင်မလေးကိုလည်းသုံးခိုင်းတယ်အဲ့ဒီကောင်မလေးကတနခါကိုပါးပြင်မှာ24နာရီကန်ထရိုက်ဆွဲထားလိရှိသူပါအခုလိုကိုထွင်တဲ့နီးကိုတနခါမှလေးဆိုရင်ဂျားကနေအမတန်မှသဘောကျတတ်တယ်အခန်း3ကန်ရင်းကိုရောက်တော့ကိုကစူပါကော်ဖီမြင့်တစ်ခွက်ပဲမှာယူတာပါသူမမှာတာကမှတော်တော်ကိုစုံတယ်ပြီးတော့ဘာကျင့်လဲမသိဘူးတခုဆိုတခုပဲမစားဘူးဟိုတို့ဒီတို့ပဲစားတာနောက်ကိုကစကားစရတော့တာပေါ့ဆိုင်ခန်းလိုက်အသေးကွဲနေတာသိလားမသိဘူးလေဒါနဲ့ तू ကဘယ်သူလဲဘာလုပ်တာလဲဟဲ့ဟောအဆိုတော်လေလှုပ်ဆမ်းမဟုတ်ပါဘူးပြိသက်ကြီးရဲ့လို့ तू ပြောနေတာမကြားမိဘူးလားအာဒီက rock ပြိသက်ရှင်အခုတေးမောင်တင်မင်း250ပြည့်အနေနဲ့ထွက်ထားတဲ့တေးမြုံရဲ့အခွေတွေကမျိုးကြီးဆိုထားတဲ့မင်းသိဖို့ကောင်းတယ်နဲ့ဦးငယ်ကြီးရဲ့ဇက်တော်ထဲမှာအလွမ်းဆုံးသချင်းတွေကိုပဲခိုက်နေတာဘာလဲဇက်တော်ထဲမှာအလွမ်းဆုံးတေးတဲ့ကအငဲဆူထားသလိုလားကိုအဖြစ်ကလည်းကလင်တာကြအပိုင်တကွဲတဲ့ထိုးပါမှတက်စင်အောင်လွဲတဲ့ချဲထီသမားလိုပဲမင်းကလေးအများစုကဆိုင်းဆိုရင်တဲလှုပ်ဖြစ်နေလို့သူမလည်းစိတ်ဝင်စားမလားမှတ်ပြီးစကားလမ်းကြောင်းခင်းပါတယ်သူမကတဲ့ကိုတွေးထားတာကကို့အစီအစဉ်နဲ့ကိုလေဘလို့ဖြစ်တာလဲလို့သူမသာပြန်ပြီးရင်ဆိုင်းကအသေးကွဲပြီးဝမ်းနဲ့မှတ်တမ်းတချင်းကိုစူထားတယ်ကိုကတော့သူ့လိုအသေးမကွဲခြင်းဘူးဝမ်းနဲ့မှတ်တမ်းလည်းမရေးခြင်းဘူးဒီလိုမဖြစ်အောင်လဲမင်းပေါ်မူတီးနေတာဆိုပြီးရီးစားစကားဘာညာစတင်ပွားဖို့တည်ထားတာကိုခုတော့လမ်းချောင်းကိုပိတ်ကြောရော့ကာမာလေးနဲ့လာတွေးနေတော့တာပါပဲဒါကြောင့်မို့ဘိုးတော်ဦးဆိုင်ရလဲတခါတည်းစုပ်ပေးထားတာထင်ပါရဲ့ဘာရဲ့ဟစ်ဟော့တချင်းများကိုစိတ်မဝင်စားတဲ့ကောင်မလေးဆိုတဲ့တချင်းလေသူမကစိတ်မဝင်စားဟန်သာပြတာကိုကလည်းဘာရမလဲငါကွပဲအချင်းစုံအောင်နားထောင်တတ်သူဖြစ်တာကြောင့်သူ့စကားအလိုက်အတိုင်းပဲဒါဆိုလဲကိုမင်းကိုတိတ်ချစ်နေမိတာကိုမျိုးကြီးလို့မင်းသိဖို့ကောင်းတယ်ငဲလို့ဇက်တော်ထဲမှာအလွမ်းဆုံးထက်အပြစ်မှာကိုအဆွေးဆုံးမဖြစ်ရအောင်မင်းအခုပဲစဉ်းစားပြီးအဖြေပေးသင့်ပါတယ်ကွာတောင်းဆိုမိလိုက်သည်ကန်ရင်းလေးသည်ကျောင်းသားကျောင်းသူစားသုံးသူများအဖြစ်တက်ဝင်လှုပ်ရှားလျက်ရှိ၏ကိုနှလုံးသားကတော့သူ့အဖြေနှင်းမှသာတက်ဝင်ပေလိမ့်မည်အခန်းလေးဘဝမှာရှင်အနာရဆုံးတစ်ခုကတော့ဟိဟော့တချင်းများကိုစိတ်ဝင်စားတဲ့ရောကာမလေးတူကကိုမြမတန်စင်တေးတဲ့ကစသားနဲ့အဖြေပြန်ပေးတာပဲဗျာခင်ဗျာသိလားကျမမှာချစ်သူရှိတယ်ရှင်ငရဲကြည့်လိုက်မယ်တဲ့ဘာရဲ့တကယ်ကောဟုတ်လို့လားတခါမှတွဲသွားတွဲလာလည်းမတွေ့ဘူးပါလားတို့ကအတက်နိုင်ဆုံးဆိုင်းလိုက်မယ်အိမ်ကားသိရင်စူမစိုးလို့မယုံကိုကတော့ယောက်ျားတို့ဇွဲနဲ့အညီဆက်ကြိုးစားမှာပဲမယုံလဲပုံမီမမှတ်နဲ့တက်တည်ပြစရာလည်းရှိတယ်
တို့ကိုတငယ်ချင်းလိုပဲဆက်၍ပတ်စံချီခေါ်ပါကွယ်ရှေ့ကိုတငယ်ချင်းလိုသာနေကြပါစို့ဥချစ်သူပြောပြသောဇလန်းကိုမထင်မှတ်ဝန်းမသိချင်းအခန်းကသူမရှိရာစာသင်ခန်းစီသို့ရီဝေနှင့်ကိုရှောက်လာခဲ့သည်စာသင်ခန်းဝါကနေစရိုးဆိုင်ဝါကလက်ခေါ်ကောင်းအယုတ်လေးလိုလက်လုံး၍လှမ်းအချက်ပြမိသည်သူမအပြင်ထွက်လာသည်နင်းကိုနင်းဤစားစောင့်နေတယ်အဲ့ဒါငါလာခေါ်ပေးတာလေးတန်းကိုဓမ္မပလင်ထက်မှထေကြီးဝါကြီးတိတ်ခါတော်ရဘုံဘုံတပားဟန်ဖမ်းကအထက်နိုင်ဆုံးတီတီငိမ့်ငိမ့်ထားလျက်ပြောပြလိုက်သည်သူ၏ဝမ်းသာသွားသည့်ပုံသည်တိတ်ချစ်စရာကောင်းနေသည်ထိုတပြိုင်နက်ပင်ကိုယ်ဝမ်းထဲမှုသည်ပြိုတော့မိမိုးတိမ်လိုရှင်နေအုံဆိုင်၍လာသည်ဟိုမှာသူမကိုလက်ညှိုးထိုးပြလိုက်သည်သူများတွေအသေးကွဲလျင်အရက်တောက်ကြသည်ကိုယ်ဖြစ်ပုံများကတော့အရက်တောက်ပြီးမှအသေးခွဲရသည့်အဖြစ်သူမထွက်ခွာသွားသည့်နောက်ကျောပြင်ကိုငေးကြည့်မိသည်မုန်းတဲ့ချိန်ဆိုပေမဲ့ကိုယ်ခမညာကနေဝင်သည်တစ်ဖက်မှာဖောင်ဖြစ်ဖို့တစ်ဖက်မှာဝါခုတ်ခံရသည်မှာပြက်လင့်ကားသာဓမ္မတာတီးခေါင်းကိုငုံရင်တစ်ဖက်သို့လှည့်လိုက်သည်ဆိုတော့မျက်ဝန်းကိုထိန်းကပြန်ခေါင်းကိုအမော့ဝေဝါးနေသောမျက်ဝန်းအစုံကြားမိမိကိုနှစ်သိမ့်ပြုံးနှင့်ကြည့်နေသောတက္ကသိုလ်ဤသမီးပြူတူကိုတွေးလိုက်ရ၏ဒီမျက်နှာပိုင်းရှင်သည်ကတနခါမှလီကိုအားခဲပြုံးပြလိုက်၏တနခါမှလီကကိုတကြားလုံးလေးတစ်လုံးပြန်ကန်းလင့်သည်ထိုတကြားလုံးထဲတွင် love you ဟုပါရှိမှန်းကိုသိလေသည်တော်တော်တီ